ကိုဒီနေ့ကောင်းမှုကုသိုလ်လုပ်တာရောကိုအမေပေါ့နော်လွန်ခဲ့တဲ့တစ်လကျော်တော့ဆုံးသွားတယ်အမေကိုကောင်းမှုကုသိုလ်လေးရစေခြင်းနဲ့ကောင်းမှုကြီးရောက်ခဲ့ခြင်းနဲ့အဲ့ဒီတော့ကြောင့်ဒီကြံအတက်နေမှာမြောက်သားတိုင်ပြီးတော့အမေရဲ့ပတ်ဆိုင်ရဲ့ပါတော့ပေါ့နော်ကောင်းမှုကုသိုလ်လုပ်တဲ့သမင်းကျွေးတယ်ပေါ့တန်ဃာတော်တွေဆုံးကတ်တာပေါ့နော်တန်ဃာတော်တွေဆုံးကတ်တဲ့လူလေးတွေကိုသမင်းကျွေးစလူစီတာပေါ့အဲ့လိုဘာခုနဆိုဘာခုနလူလည်းကျွေးတာလူတွေရောဆိုတော့များ200လောက်တော့ရှင်ပါမမတဲ့အမေကဆုံးသွားတာဟုတ်အမေဆုံးတော့အမေတို့ကောင်းမှုကုသိုလ်လုပ်တဲ့နေ့အမေတို့ကခါရောလူကမယ်တင်နေတာကောင်းမှုကုသိုလ်လုပ်တာလုပ်တဲ့အချိန်ကကိုယ်တိုင်မိတယ်ကိုယ်တိုင်တက်မိရဗမာမိအောင်တော့ကိုဒီမာလေးမမိရမဟုတ်ကိုကစက်ညံမသွားမိရနော်အရှင်းသွားဆိုတာစက်ကန်အဲ့ဟိုပါလေကစားတဲ့ပွဲမှာကိုကပူလို့ဆိုပြီးတော့10ဘက်တော့သွားပြီးအေးတော့ခံအမိရဘာမှလူကဘာမှမဖြစ်ဘူးရင်းနှီးပြောင်းမေးလေးမှာပေါ့အေးပူရဲဆိုပြီးပထမတော့ရေထိုးပြီးသွားနောက်တစ်ခါသွားပြီးနည်းခဏပြီးနားလိုက်အောင်ပဲပေါ့ရင်းနှီးပြောင်းမေးလေးအရန်ပူတော့လေအဲ့ချိန်မှာပထမနောက်ကနေရုံဆိုတော့ကားလောက်တယ်မှန်ဒါမှကျတော့မဟုတ်တော့တအားတုံတော့ငရင်လောက်တာဆိုပြီးអော်တာပေါ့အနာလူတွေလည်းကုန်းတော့မောက်ဝင်နေကြတောထဲမှာဆိုတော့လေအပင်တွေပဲရှိတာတိုက်တွေကမရှိဘူးပေါ့ဒါပေမဲ့ရေမြောင်းလေးတအားရောဟုံးနဲ့ပေါ်တက်တာတော်ကျန်းတာတနဲ့တကူလေးမမြင်ဘူးအကြောက်လဲကြောက်စရာကြီးမကြောက်ဘူးဒီတွေ့ရတယ်အဲ့ရနေပြီးပြန်ကြတာနော်အဲ့တစ်ဆောင်လုံးလူတွေလေးငိုကြယူတဲ့ကဘာပြတ်တယ်လို့ပဲကြောက်ဒီပြက်လေးကြောက်စရာရန်ကောင်းတာတခါမှအဲ့လိုမမြင်ဘူးမန်းလေးရောက်ရောပူဆိုတော့ကိုကားလေးသွားတာအိုးဝေးလေးနဲ့လေအိုးဝေးလေးနဲ့ကိုသွားကြရှင်းတော့ဆိုလမ်းမှာတွေ့ရတော့အနေထားရုံနဲ့အများကြီးပဲလမ်းမှာအဲ့လိုမျိုးတချို့ကြတော့6ထောက်ကြပေါ့နော်အဲ့လိုငိုကြယူကြနေအဲ့လိုမျိုးပွေလာတာကလေးလေးတယောက်ဆိုရင်လေကိုမျက်စိမှမြင်ရ6ထောက်ကမရှိတော့ဘူးအဲ့လိုစီပတ်ကြီးပဲရှိတော့တာအဲ့လိုတွေရောမြင်ရတယ်လမ်းတွေမှာဆိုရင်လေအိမ်တွေပြိုကြရေတွေကလည်းပေါ်တွေတက်ဖေဖျဲတွေဖြစ်နေတာလေအဲ့လိုမြင်ရတာအိမ်မက်ကြီးလားတကယ်ကြီးမှဟုတ်ရဲ့လားဗောနော်ဆောက်လို့ခုလိလို့ကငလျာလုံယူနည်းနည်းလေးပေါ့နည်းနည်းလေးလှုပ်လိုက်နည်းနည်းလေးကျန်းတဲ့အားလေးပြခါတိုင်းလောက်တော့မကျန်းတော့ပထမရက်လောက်တော့မကျန်းတော့ဒါပေမဲ့ရက်တင်နေပါပြီအားတော့ဒုက္ခရောက်နေတာနော်ဟိုရက်တင်နေဖြစ်နေဘာဘေးကနေရတအားကြီးလုံးကြီးလူတွေတအားဒုက္ခရောက်တော့အမေကတော့ကောင်းကောင်းကိုသွားလို့ရှင်တော့ဟောအမေတို့ကမမီလိုက်ဘူးလို့နော်မမီလိုက်လဲစိတ်ညစ်ပါ6တိတ်မကောင်းဘူးတိတ်မကောင်း6ကတိတ်မကောင်းအားစိတ်ညစ်မှာသာလက်မျိုးတစ်ခုတည်းတော့ကြောက်တယ်ခုလိုအမေကသူကတော်ဒီဆုံးသွားတော့အမေလည်းဒီဒုက္ခတွေခံစားဝေးသွားတော့ဘလို့ပေါ့ဘလို့လေးဖြေတွေးလိုက်တဲ့အချိန်မှာဘလို့လဲဆိုတော့ကောင်းကောင်းမွန်မွန်လေးပေါ့စုံလေးကကောင်းကောင်းမွန်လေးတချို့ပေးလိုက်တာဘာပဲဖြစ်နေဖြည့်သိမ့်လို့ရတယ်လေအဲ့လိုမျိုးခုဖြစ်နေတဲ့အရာတွေနဲ့ဆိုင်အဲ့လိုလေး